မြန်မာစစ်တပ်ကမြောက်ကိုရီးယား၏အကူအညီဖြင့်ပထမဆုံးပြည်တွင်းဖြစ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောတည်ဆောက်နေသူ Military World Magazine ကသတင်းဖော်ပြဇွန်18ရက်မြန်မာစစ်တပ်ကမြောက်ကိုရီးယား၏အကူအညီဖြင့်ပထမဆုံးပြည်တွင်းဖြစ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောတည်ဆောက်နေသည်ဟုဂျိုတုတပုံများအရသိရှိရကြောင်း Military World Magazine ကသတင်းဖော်ပြသည်မြောက်ကိုရီးယား၏ဤပညာအကူအညီဖြင့်မြန်မာနိုင်ငံကပထမဆုံးရေငုပ်သင်္ဘောကိုတည်ဆောက်နေကြောင်းဂျိုတုတပုံများအရသိရှိရကြောင်းမြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်ပြည်တွင်း၌ပင်ကိုယ်တိုင်တည်ဆောက်နေသည့်ရေငုပ်သင်္ဘောတစ်စီး၏ဂျိုတုမှတ်တမ်းတပ်ပုံများထွက်ပေါ်လာခဲ့ပြီးဆိုပါရေငုပ်သင်္ဘောသည်အလျား40မီတာခန့်ရှိကမြောက်ကိုရီးယား၏စံမျိုးအစားရေငုပ်သင်္ဘောပုံစံကိုအခြေခံပြီးတည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရှိရသည်မြန်မာနိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့ကြားဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့်စစ်ဖက်ဆိုင်ရာလုပ်ခဲ့သောပေါင်းဆောင်ရွက်မှုတမိုင်းကြောင်းရှိခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့်မြောက်ကိုရီးယားထံမှလက်နက်ခဲယမ်းများကိုအကြိမ်ကြိမ်ဝယ်ယူခဲ့မှုသည်မြောက်ကိုရီးယားက1980ပြည်လွန်နှစ်များကတည်းကအီရန်နိုင်ငံသို့တိုက်ခိုက်ရေးရေငုပ်သင်္ဘောများတင်ပို့ခဲ့ပြီးသလိုအခြားသောဖောက်သည်နိုင်ငံများဒီလိုရေငုပ်သင်္ဘောနည်းပညာများကိုပေးအပ်ခဲ့မှုသည့်နိုင်ငံဖြစ်ပြီးမြောက်ကိုရီးယား၏ရေငုပ်သင်္ဘောထုတ်လုပ်ရေးလုပ်ငန်းသည်ဆိုဗီယက်ဒီဇိုင်းရိုမီယိုမျိုးအစားရေငုပ်သင်္ဘောများကိုပြည်တွင်း၌စတင်တက်ဆင်ရာမှာတိုးတက်လာခဲ့ခြင်းဖြစ်ပြီးယခုခါတွင်မင်းတို့၏ကိုယ်ပိုင်အဆင့်မြင့်သင်္ဘောများကိုထုတ်လုပ်နိုင်ခဲ့တာလက်ရှိ၏စံအမျိုးအစားရေငုပ်သင်္ဘောများသည်မြောက်ကိုရီးယားရေတပ်၏အဓိကကြောယူဖြစ်လာခဲ့ပြီးစံအိုအမျိုးအစားရေငုပ်သင်္ဘောများသည်ကမ်းရိုးတန်းနှင့်ကမ်းနီးရေတိမ်ပိုင်းလှုပ်ရှားမှုများအတွက်အထူးလျော်ညီအောင်မွမ်းမံထားခြင်းဖြစ်ပြီးကြီးမားသောရေတပ်အင်အားစုကြီးများကိုတံပြန်တိုက်ခိုက်ရသည်အလွန်ထိရောက်မှုရှိစေသည်အဆိုပါဒီဇယ်လျက်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘောအသေးစားများသည်ကွန်ပျူတာဖြင့်စမ်းသပ်တိုက်ခိုက်မှုSimulated Engagement များအတွင်အမေရိကန်ရေတပ်၏လေယာဉ်တင်သင်္ဘောများနှင့်နျူကလ িয়ার စွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောများကိုပင်နစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့သည်အထူးကောင်းမွန်သောရလဒ်များရှိခဲ့သဖြင့်ကုန်ကျစရိတ်သက်သာပြီးထိရောက်မှုရှိသည့်စစ်ရေးအသာစီးရယူနိုင်သော asymmetric လက်နက်များဖြင့်အဆင့်သတ်မှတ်ခံထားရသည်ရင်းရေငုပ်သင်္ဘောများသည်ကျင်းမြောင်းသောရေလမ်းကြောင်းများတွင်ရေမိုင်းများထောင်နိုင်ခြင်းနှင့်တိုပီတိုအမျိုးမျိုးကိုပြစ်ခတ်နိုင်ခြင်းတို့ဖြစ်သောထို့ပြင်မြောက်ကိုရီးယား၏နောက်ဆုံးပေါ်ရေငုပ်သင်္ဘောဒီဇိုင်းများတွင်ဒီသူ့မှာရေငုပ်သင်္ဘောရှိတယ်ဆိုတဲ့ဟာနဲ့ကျွန်တော်တို့ကထည့်သွင်းလာခဲ့ပြီးလက်ရှိမြန်မာနိုင်ငံတွင်တည်ဆောက်နေသည့်ရေငုပ်သင်္ဘော၌လည်းဆိုပါစနစ်ကိုပေါင်းစပ်ထည့်သွင်းလာနိုင်ခြင်းရှိနေသည်ဟုလင်းကဆိုပြီးမြောက်ကိုရီးယား၏ရေငုပ်သင်္ဘောလုပ်ငန်းသည်အဲ့ဒါရေငုပ်သင်္ဘောပထမရွေးတာဒီတားနဲ့ပါပါတိုးတက်လာခဲ့ပြီးအဲ့ဒီတားနဲ့ပါပါရလို့ရှိရင်ကျန်တဲ့မူကားတဲ့ဟာနောက်ဆက်တွဲဒီလိုဤဒီဟာတွေကိုနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘော၏ဆောင်ရွက်နေခြင်းဖြစ်တယ်တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီးမြောက်ကိုရီးယား၏စံအိုအမျိုးအစားရေငုပ်သင်္ဘောများသည့်ကမ်းရိုးတန်းကကွယ်ရေးထူးစစ်စင်ရေးများနှင့်ရန်သူနယ်မြေတွင်လွှတ်ဝက်ထိုးဖောက်ဝင်ရောက်ခြင်းမစ်ရှင်များကိုလှုပ်ဆောင်နိုင်ပြီး1980ပြည်လွန်နှစ်များတွင်စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီးရေငုပ်လေယာဉ်ရေ၄ချိန်တန်ချိန်380ခန့်သာရှိသဖြင့်တာမန်တိုက်ခိုက်ရေးရေငုပ်သင်္ဘောများထူးထူးခြားခြားတင်းငယ်ကရေတိမ်ပိုင်းများတွင်ထိရောက်စွာလှုပ်ရှားနိုင်ပြီးလင်းဤချစ်ဖြစ်သောအရွယ်စားကြောင့်ကမ်းရိုးတန်းများသို့မင်းမိအောင်ချင်းကပ်နိုင်ပြီးရန်သူနောက်ကျောဘက်သို့အထူးကွန်မန်ဒိုတပ်ဖွဲ့များကိုစေလွှတ်နိုင်ပြီးဆိုပါပြည်တွင်ဖြစ်ရေငုပ်သင်္ဘောတင်များသည့်လက်ရှိမြမရေတပ်တွင်တာဝန်ထမ်းဆောင်နေပြီးတရုတ်နိုင်ငံထုတ်အမျိုးအစားထိုက်ကူးများသုံးကာတိုက်ခိုက်ရေးရေငုပ်သင်္ဘောများ၏စွမ်းဆောင်ရည်ကိုပုံမပြည့်စုံကောင်းမွန်အောင်အားဖြည့်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ရသည်မြန်မာစစ်တပ်တွင်တရားဝင်ရေငုပ်သင်္ဘောနှင့်စီးရှိပြီးအိန္ဒိယနိုင်ငံမှဝယ်ယူခဲ့ပြီးရုရှားလုတ်ကီလိုမျိုးစားမင်းရဲတင်ကားသူရေငုပ်သင်္ဘောနှင့်တရုတ်နိုင်ငံထုတ်ငယ်မျိုးစားမိုင်းဂလက်တိုက်တူည35ပြီးမင်းရဲကျော်တွင်ရေငုပ်သင်္ဘောတို့ဖြစ်ကြောင်းသိရှိရပါသည်